ချက်ချက်ခိုင်းကျမရောက်နေကိုတို့ဘာဖြစ်လဲငင်းငင်းကိုဘောရာဆောင်ကနင်းထုတ်ပြီးလှုပ်ထုတ်လိုက်စို့ကျမစိတ်ထဲမှာစူးနေစူးတဲ့ချောင်းဆွဲနှုတ်ပြလိုက်တယ်ဘာလျှောက်လို့လဲသူ့ကိုကြီးကခုညာမင်းကလေးတယောက်တည်းရှောက်တဲ့လမ်းစောင်းတော့မှဆိုတက်မှပြီးတာအခုအဲ့လိုလုပ်လိုက်တော့လမ်းပြောက်တော့မှာပေါ့ကိုတို့အဲ့လောက်တောင်ပဲခံစားနေရလားထိခိုက်နေရလားကိုတို့နဲ့အဲ့ကောင်မလေးတွေကဘယ်အတိုင်းထားပြီးပတ်သက်နေလို့ကိုတို့အဲ့လောက်တောင်ချားရနေနားနေရလားဟုတ်အဲ့ကြားရနားရတွေပါအဲ့အမြောက်အဲ့အထီကိုရောက်တော့အဲ့အထီကိုမရောက်မင်းလှုပ်ရှားတာတွေမှားတယ်လို့ပြောချင်တာဒါကိုကြီးတငယ်ချင်းရဲ့သမီးအဖေလို့သူကတစ်ချိန်လုံးမူးနေတာဒီကောင်ကသူ့မိသားစုကိုသူမအုပ်ချုပ်တတ်ဘူးသူ့သားသမီးတွေသူမထိန်းတတ်ဘူးဟောကိုကြီးမှသားသမီးမရှိဘူးနဲ့ဒီကလေးတွေကိုကိုသားသမီးလို့စိတ်ထဲမှာဖြစ်လို့ကူညီတာအဲ့ဒါကိုကြီးမင်းအကုန်လုံးအသိပေးပြီခွင့်လည်းတောင်းပြီဒါပေမဲ့ကိုကြီးစကားကိုနားမထောင်ဘူးနဲ့သူများပြောတာတွေသွားနားထောင်တော့အဲ့လိုကိုရရင်စတဲ့နေကုန်လုံးဖြစ်ကုန်မှာကိုတို့ကျမကိုအဲ့လိုမဆွဆွဲပါနဲ့ကျမစိတ်အဲ့လောက်လဲအောက်တမ်းမကြသေးဘူးငါပြောတယ်လို့မလုပ်ရင်တရားစွဲမယ်ဆိုတဲ့စကားတစ်ခွန်းကကိုထွန်းရဲ့ဂုံတိတ်ခါကိုမထိခိုက်စေဘူးလို့ကျမထင်တယ်ကျမသူများပြောတာကိုလွယ်လွယ်ကူကူနဲ့ယုံတတ်တဲ့မိန်းမမဟုတ်ဘူးနော်ကျမအဲ့ဒီကောင်မလေးကိုအဲ့ဒီလိုသွားပြောဖြစ်အောင်ကျမစိတ်ကိုလှုံ့ဆော်ပေးတယ်လို့ရှိလို့ပေါ့သူလည်းကိုထွန်းသိလားကိုသိန်းထွေးပဲဒီလိုပဲလားတော့ကိုထွန်းကတငယ်ချင်းကောင်းမပြီးသားဘူးသူ့မျက်နှာကိုတော့မထောက်ပဲနဲ့သူ့သမီးကိုအပျော်ကြံနေတယ်သူတို့တွေဆင်းရဲနွမ်းပါတာကိုအခွင့်ကောင်းယူပြီးတော့သူ့သမီးကိုတိမ့်ပိုက်ကိုစူးစမ်းတယ်ကိုထွန်းစဉ်းစားကြည့်တယ်ကိုသိန်းထွေးပြောသွားတဲ့စကားတွေကကိုထွန်းရဲ့ဂုံတိတ်ခါကိုဘယ်လောက်ထိထိခိုက်စေတယ်လဲနစ်နာစေတယ်လဲဟမ်သူ့ဖေလာပြောသွားတာလေသူ့ဖေကိုယ်တိုင်လာပြောသွားတဲ့စကားတွေကိုကျမဘက်ကမယုံအောင်လားဒေါသကိုမထွက်သင့်ဘူးလားကျမဘက်ကလည်းနည်းနည်းပါးပါးထည့်ပြီးစဉ်းစားပေးပါဦးထွန်းရဲ့တောင်းပန်ပါတယ်မှန်ပါမင်းပြောရလဲမှန်တယ်ကိုကြီးဘက်ကလည်းမှန်တယ်ဒီကောင်ရသမားပြဿနာတစ်ခုဖြစ်ရင်အဲ့ဒီပြဿနာဘယ်လောက်ထိကြီးထွားသွားနိုင်ဒီပြဿနာဘာမှမဟုတ်ဘူးအဲ့လိုခွဲဝဲခြားခြားဒီကောင်စဉ်းစားတတ်တဲ့ခေါင်းမရှိဘူးကောင်ရသမားကောင်ဒီကောင်ကြောင့်သူသမီးဒုက္ခဖြစ်မယ်သူသမီးတွေကဘာအတွေ့အကြုံမှလည်းရှိမှာမဟုတ်ပညာလည်းဟုတ်ဒီဘက်တွေတတ်ကြဘူးကိုကျိုးနဲမယ်ဒီကောင်းကြောင့်ကိုကျိုးနဲမယ်ဆိုကိုကြီးမှတောင်းမကင်းဘူးနော်ငါနဲ့တွေ့ကြတယ်အတော်ပဲညီမစားမယ်啊，王丽，好，你快点给我喂呢。你掉没了？马老么包了？မပါဘူးငါထဲချုပ်ဆိုင်မှာမလုပ်တော့ဘူးလှုပ်ထွက်လိုက်啊，说你不包了。ဘာလုပ်နေလဲဆိုတော့ဖုန်းမြောက်ဒီများတရားကိုတရားစင်မှာမလုပ်哈，你表让我မျက်စိရောင်လဲဖို့你ဘွားလည်းပြောင်းလဲရများလိုက်တာကဲအဲ့ဆိုငါနားလဲရရှင်းပြတယ်မှာပြောရတော့ရှေးပဲဟာပြန်ပြောလို့မကောင်းတဲ့အကန့်နေလည်းပါတယ်ဟာငါမှအခုလောက်ကန်လည်းမရှိဘူးနေစရာလည်းမရှိဘူးငါ့အိမ်မက်တွေအကုန်လုံးပြိုလဲသွားနေနေတရားမရှိဆိုတော့နေကအဖေမေတွေနဲ့အတူနေတာမဟုတ်လားငါအဖေနဲ့အကြီးအကျယ်ပြဿနာတက်ပြီးငါအိမ်မောဆင်းလာတာအဲ့ဆိုရင်ဟိုတခါတော့ကနေငါ့ကိုမိတ်ဆက်ပြီးတာနေဖေမဟုတ်လားအဲ့ဒါငါအဖေလည်းမဟုတ်ဘူးမွေးစားပြီခနဲ့နေငါ့ကိုတွေ့နေတယ်ဆိုတာငါ
နင်းလိုမျိုးလေးကိုစားတော့ဆိုင်မှာတချင်းဆိုရင်ကောင်းမလားလို့ဟိုအဲ့ဒီလောက်ကလေးကိုပတ်စံလည်းများများရတယ်ပြီးတော့ဟိုသူကအဆောင်လေးပိုင်းမှာထားရည်ဆို တချင်းမဆိုချင်စမ်းမှလည်းတငယ်ချင်းဟာတချင်းဆိုတဲ့ရုံနဲ့မကဘူးဟာကို့အဖေရွယ်ကို့ဦးလေးအရွယ်တွေကို easy easy လောက်တဲ့အောင်ဟာဒီကြားတဲ့ပန်းကုန်းလေးတကုန်းတကုန်းဆိုလို့ရှိရင်သူတို့အရက်ဝိုင်းကိုသွားထိုင်ပေးရတာကိုကအာနာတို့လက်လက်ရောဆက်ဆက်မေးပခုံးဖက်ချင်ရတာနဲ့ပေါင်ကန်ချင်ရတာနဲ့ပါနှမ်းချင်ရတာနဲ့ဟာဒီကြားတဲ့ပါဇက်အရသာခံပြီးတားပြောများပြောကြသေးတယ်ငါလိုဘဝကိုဖြစ်ချင်ရပြည့်ရှောက်မယ်ဆိုတဲ့မိန်းမတော်အဲ့ဒီအတွေ့အကြုံတွေကြောင့်ကြောက်လုံးငါမင်းညအလုပ်ထွက်ပလိုက်ငါအိမ်မက်တွေလည်းနင်းလိုပါပဲဟာပြိုလဲသွားပါညီညီရဲ့ ကန်ဆုံးမတော့ရမိုးလိုက်လို့ရောဆိုတော့ငါတို့ညကိုရှင်ညောလာလားမသိဘူးနော်ကန်ချမကငါတို့ညကိုမျက်နှာတောင်ပေးပါအော်ဒါနဲ့နေနဲ့ငါဟိုတခါတွေ့တော့လေနေနဲ့ပါလာတဲ့အိုက်တရပေါ့ ဟာအလကားပါဟာအဲ့ကောင်ချက်ဘလို့အဲ့ဆန်မန်နေဂျာလေငါ့ကိုရမလားဆိုပြီးတော့လာကြွိုင်တာဘာမှလည်းအားမကူရအောင် တို့ဘာတွေကကျန်းလို့မှလည်းစေနာနဲ့ကိုညီမဲ့သူဆိုလို့မရှိသလောက်ပဲကောက်ရိုးလေးတမြင်တွေ့လို့ဆွဲမိပါတယ်မြေပြင်းမောင်နှံတိုက်ရော အားမငယ်ပါနဲ့ညီညီရေငါတို့နှစ်ယောက်မှာချိနှစ်ဖက်လက်နှစ်ဖက်ရှိတယ်ခမင်းတက်နဲ့တော့မငတ်နိုင်ပါဘူးဟာရွက်မရှိရင်တက်နဲ့လှော်တက်မရှိရင်လက်နဲ့လှော်မယ်နင့်မနေစရာမရှိဘူးမလားငါနဲ့လိုက်ခဲ့ငါမှအခန်းငှားထားတာရှိတယ်နော် ဘာလို့ရရင်ကောင်းနေလဲဆိုတော့မြေကုန်ရတော့အချီကပြတ်ပါလာပြီလားဟာဟုတ်ပြီမသိဘူးတဲ့အဲ့ဒါကြောင့်မလို့လေဘာလို့ရရင်ကောင်းမလဲမသိဘူးဆိုတဲ့စကားကိုငါတို့လိုလဲစားမျိုးကိုပြောမှတယ်နော် ။ညလေဟဲ့ပောက်ခဲ့တွေရှောက်သွေးနေတော့ငါ့တော့ဘူးစဉ်းစားပဲ ကဲဘာစဉ်းစားရအောင်ပြော ။ငါတို့နှစ်ယောက်ဘယ်သူအခုညီမှမယူသေးနဲ့။ကိုယ်တိုင်လုပ်လို့ရတဲ့အလုပ်ကိုစဉ်းစားပြီးထိုင်နေကြည့်ရအောင်နော် ဘာလို့လဲ ။ဒီကမှတော့ပြမယ်။တဲပြုတ်ရောင်းရင်ထိုင်ရောင်းလေရောင်းတုံးဆုံရောင်းရင်မုံရင်းကရောင်းရင်လက်လင်များရောင်းရင်တိုင်းမျိုးစုံရောင်းရင်အင်းသီးညွဲ့ရောင်းရင်ကျဲဥဘဲဥရောင်းရင်အကျော်မျိုးစုံရောင်းရင်ဝေးထည့်ရောင်းရင်တတိစုံရောင်းရင်ပုံကြောင်ရောင်းရင်စတိုးဆိုင်ဖွင့်ရင်အေးဆိုင်ဖွင့်ရင်စောင်းအကားဆိုင်ဖွင့်ရင်ခြံနေရောင်းရင် မင်းလုပ်ကြတယ်မနာလိုက်တာဟဲ့ ဒါတော့စဉ်းစားရင်ဖတ်တော့ဦးမှာဒီပါလာအယောင်ဆောင်ရင်အိတ်ဖက်ဖွင့်လာတယ် KTV ကိုစားတော့ကန်နေမှာတော့မလုပ်ချင်တော့ဘူးအဲ့ဒီငွေတွေကရတာလွယ်နေတယ်ရင်းရတာကျတော့ဘဝတက်တက်စားတယ် အချို့လုပ်တွေကအရင်ကြီးနဲ့အနဲ့လည်းနဲ့အချို့လုပ်တွေကြတော့ရင်းကြီးများတယ်တတိကတများတယ်ဟုတ်ပါတော့တချို့လုပ်တွေကြတော့ကျမ်းမာရေးထိခိုက်နေတယ်တချို့လုပ်တွေကြတော့အဆက်အသွယ်နဲ့ဖြစ်ကြုံနေတို့ရဲ့ဟာဟဲ့ငါပြောရတဲ့အကြံတစ်ခုရတယ်တိလားဟိုယူရီးယားကင်လေးလေဟိုခုနဲ့ထိုးရတဲ့ကင်လေးလေအဲ့ဒီကတော့ကြောင်းမကောင်းဘူးကောင်းတယ်အဲ့ဒီလောက်ကအရင်ကြီးလည်းနေတယ်နောက်ပြီးတော့ဘူးမှလည်းမလုပ်ကြသေးဘူးနော် နေ့အကျန်လို့ဆိုရင်လက်ဆက်တယ် 你那代表的这样的。 哦吼，你我ပြောတော့ကြတော့နေမကောင်းလို့ခွင်လေးတရက်နဲ့လောက်ပေးပါနေအခုဒီမှာလာပြီးတော့ဈေးရအောင်ဟဟလား 啊，三星的风扇比较的，老个出来比都老轻了。 ဟာနေထွက်ချင်တယ်ထွက်လို့မရဘူးငါအဲ့ဒီဆိုင်ရဲ့မန်နေဂျာငါခွင့်ပြုချက်ပါမှနေအလုပ်ထွက်လို့ရမယ်နေနားလေလား 你
你这三样我老大就出他嘛，放着呗，把别人没留起来。哦，你哪个就抽他了？冇病没？拿来泡在路，底下你的钱送来送去，那得了他比的，你底下三个拉过来呀没？人家来没捞，闹来没捞，不着嘛没捞，你老老我谁够？哦，谁够呢啦？你俺老三嘛，的钱送没漏洞啊？你俺老三嘛，当你的钱送给我们送去了，你哪个人呢？我给你背他了，你没话比了啊？哈，人家好得嘞，咱们你老三老我们买。办公里就空收ပြီးတော့အရက်ဝိုင်းသွားထိုင်ရတယ်။အားကြောင့်မလုပ်ချင်လို့ထင်တာဘာဖြစ်လဲဟာ။ အေးဘာဖြစ်တယ်ပဲမပြောနဲ့။အခုလောလောဆယ်နေဒီကငါတို့ဆိုင်ကိုလာပြီးတစ်ချက်စောကိုဆိုရမယ်။နေငါနဲ့အခုတစ်ခါလိုက်ခဲ့လား။ ဟာ။အဲ့ဒါကဘာဖြစ်တာကြီးမတရားမလုပ်နဲ့နော်။ နေနဲ့ဘာမှမဆိုင်ဘူးနေအေးစစ်စစ်နေလာလိုက်ခဲ့ ဟဲ့မနေနိုင်ဘူး။ဟုတ်ထောင်ရတယ်နော်။နေနိုင်ချင်တယ်ငါတို့ခံရမှာလား။နေကလူကမွေးရမလား။လူကမွေးတဲ့လူလုံးနေမရိုင်းဆိုင်နဲ့ဖဲ့ဖို့ဖဲ့ ။နေနဲ့ဘာမှဆိုင်နေနေစမ်းပါ။လာလိုက်ခဲ့။ဟောလိုက်ခဲ့။အဲ့ဒီကောင်လေးသမီးတွေကမထားနိုင်ချင်နေတယ်ဖေ။သမီးတွေကစားမဆိုင်မှာတချို့အတင်းပြန်လာခေါ်နေတယ်။သူကမလိုက်ချင်ဘူးပြောလဲမရဘူးဖေ။လောက်ပါဦးဖေ။လောက်ပါဦးကဲ။လို့လို့ အဲ့ပါ ဘူးပဲ ဇလန်ပြီးသွားပါပြီ။အာပြဿနာလိုက်ရှာနေ ဘိုင်းလုံးလား ။သမီးတငယ်ချင်းနဲ့ယူရရခင်ရောက်နေတယ်ဖေ ဒါနေတော့ ။သူနဲ့လည်းနေ။ သမီးလိုက်ရှာနေတာ ဒါဆိုဖေနဲ့သမီးနဲ့အခုကန်ကောင်းလို့တွေ့တာပေါ့နော် သမီးလှုပ်လို့ရမယ်အလုပ်ပေါ့ပြေရှာထားတယ်သမီးနေဖို့လည်းအကုန်လုံးစီစဉ်နေလုပ်ထားတယ် ။ဖေသမီးတို့စိုးရိမ်ပြီးစေနာနဲ့ကူညီဆောင်ရှောက်ပေးတာသမီးဝမ်းသာပါတယ်။ကျေးဇူးလက်တင်ပါတယ်။ဒါပေမဲ့မမထက်ထက်ခိုင် ဒါကြီးပြောမှာအဲ့အကုန်လုံးဖြေသိပြီးပြီအဲ့တက်တက်နဲ့ဖြစ်တဲ့ကိစ္စတွေအကုန်လုံးဖြေတောင်းယူပြီးတော့ဖြေရှင်းမှာအဲ့ဒါကောင်းတဲ့ထုတ် ။ဖေလို့စီခြင်းသမီးလုပ်ပါမယ်။ဒါနဲ့တခုကပြောချင်တယ်ဖေ ဟာ ။ခုလောလောဆယ်လေးသမီးတငယ်ချင်းမှလည်းအလုံးမရှိဘူး ဟာ ။သူနဲ့အတူတူလုပ်လို့ရရင်ကောင်းမှာနော်ဖေ သူ့တော့ကဲစီရအောင် ဟုတ်ကဲ့အဲ့ဒါဒီအတူတူကောင်းကြောင်းပြင်ပြန်လိုက်မယ်နော်။ဟာဘယ်လိုဖြစ်မှာလဲ။မင်းစိတ်မချဘူး။လက်ခဲ့။ရပါတယ်။စိတ်ချပါနေလိုက်ပါနော်။စိတ်ချပါနော်ဟာသိန်းတွေမင်းဘာလာလို့လာလဲ မင်းစီကငါတမင်တက်တက်လာတာပဲနေစငယ်ချင်းအချင်းချင်းငါမျက်နှာတော့ထောက်ဖို့ကောင်းပါလေခုငါရက်ွက်တယ်မှာဘယ်လိုလုပ်မျက်နှာပြရလဲ မင်းငင်းငင်းကိစ္စခေါင်းစားနေတယ်အဲ့ဒါဆိုရင်မင်းစိတ်သက်သာပါငါနဲ့ငင်းငင်းကိစ္စတွေမင်းစိတ်ညစ်အောင်မင်းတို့ရက်ွက်တဲ့အတင်းအဖျင်းပြောတဲ့လူတွေအကုန်လုံးမင်းစုဓမ္မယုံထဲမှာလူစုထားတယ်အဲ့ကိစ္စပါစပ်ပိတ်သွားအောင်ဖြည့်ရှင်းပေးမယ်ဖြည့်ရှင်းပေးလို့ပြည်တယ်သွားရင်မင်းသမီး3ယောက်ပေါ်မှာမင်းဖေးပြီးသားဖို့တော့လိုမယ်ကောင်းဖို့မင်းကအရက်ပဲဆက်တောက်နေမယ်ဆိုရင်တော့မင်းကလည်းတငယ်ချင်းပဲအခြေအနေတွေအရန်ကွာနေတယ်ငါလူတယောက်ကမင်းအတွက်လာပြီးတော့အောက်ဆင်းပြီးဖြည့်ရှင်းရမတန်ဘူးမင်းငါဆွဲခေါ်နေတော့မပါဘူးကွာမင်းကိုမင်းပြင်ပါမင်းဖေးပြီးသားအောင်နေစမ်းပါမင်းအဲ့ရက်ွက်ထမမျက်နှာမပြရတဲ့ကိစ္စတွေငါဖြည့်ရှင်းလိုက်ရင်တီးတီးမွားမွားလေးမင်းဖေးပြီးသားအောင်နေစမ်းပါမင်းကိုမင်းပြင်စမ်းပါငါတိုက်တွန်းတယ်ကွာမင်းရတယ် အေးငါပြင်နေအောင်ကြိုးစားမယ် ကြိုးစားမယ်မဟုတ်ဖြစ်အောင်လုပ်စမ်းပါ အေးငါဖျက်အောင်လုပ်မယ် အေး ကွာ ဟုတ်ပြီမင်းအဲ့လူစုလား ငါတမောင်းတော့အလုံးစုထားလိုက်မယ် ကျွန်တော်နာမည်ဥပေါ်ထွန်းပါမော်တော်ကားထုတ်တဲ့ကုမ္ပဏီပိုင်ရှင်ပါကျွန်တော်တို့ဒီရက်ကွက်ကသိမှာမဟုတ်ဘူးကျွန်တော်နဲ့သိန်းသွင်းနေရငယ်ငယ်လေးကအရန်ခင်လာတယ်ကျွန်တော်ပြင်ငယ်ချင်းတွေပါအခုဒီရက်ကွက်ထဲမှာတ
သူ့ရဲ့သမီးငင်းနဲ့ပတ်သက်ပြီးတော့အတင်းနေအဖြစ်နေသတင်းတွေထွက်နေတယ်တဲ့သူနဲ့ပတ်သက်ပြီးတော့သူ့အဖေနဲ့မေကမျက်နှာမပြရဲတော့အောင်ဒုက္ခတွေဖြစ်နေတယ်ဆိုလို့ကျွန်တော်ကစကားလာပြောတာပါခင်ဗျားတို့တွေသိတဲ့အတိုင်းပဲဒီအောင်သိမ့်တွေအရန်တောက်တယ်ကျွန်တော်တို့ငယ်ငယ်တုန်းကတောက်တာသူနဲ့ကျွန်တော်နဲ့အရက်တောက်တာဒါပေမဲ့မတောက်သင့်တော့ဘူးဆိုတဲ့အချိန်မှာကျွန်တော်အဲ့အရက်ကိုဖြတ်လိုက်သူမပြတ်ဘူးဖြတ်လည်းမဖြတ်ဖဲရိုက်တယ်မိသားစုအပေါ်မှာတောင်းမကြည့်ဘူးသူကလေး၃ယောက်အပေါ်မှာထိန်းသိမ်းနေမဆောင်ရှုံတတ်ဘူးတကယ်တော့မိသားစုတစ်ခုမှာအဓိကတာဝန်ရှိတဲ့လူမိသားစုကိုထိန်းသိမ်းဆောင်ရှောက်ရမယ်လူဆိုတာအဖေလို့ကျွန်တော်သဘောပေါက်တာအဲ့တော့အဖေဖြစ်သွားပြီဆိုရင်သူ့မှာတာဝန်ရှိတယ်ဝတ္တရားတွေရှိတယ်ဒီတာဝန်ဝတ္တရားတွေမကျေဘူးဆိုရင်သားသမီးတွေဒုက္ခဖြစ်တာအခုသူကလေးတွေမိန်းကလေးတွေပြီဆိုတော့သူ့ကြောင့်လည်းအဆက်ရတယ်မျက်နှာငယ်တယ်တိမ်ငယ်တယ်စိတ်ဆင်းရဲမှုရဲ့မွန်းကြက်မှုတွေခံစားရတယ်စိတ်လွတ်လပ်မှုရဲ့ထွက်ပေါက်အမှန်ကိုသူတို့တွေမရကြဘူးတိတ်ထွန်းနဲ့ကျွန်တော်နဲ့ကအရန်ကိုခင်တာငယ်ငယ်တော့အရန်ခင်တာသူနဲ့ကျွန်တော်ကွဲသွားတာပြစ်ပေါင်းတော်တော်ကြာအခုမမျောလင်းမဲသူနဲ့ကျွန်တော်နဲ့ပြန်တွေ့တော့အခြေအနေကတခြားစီဖြစ်သွားတယ်ကျွန်တော်သူ့ကိုတတိထားပြီးကြည့်တယ်သူကမပြင်းဘူးသူ့စိတ်တွေကိုမပြင်းဘူးသူ့စိတ်တွေကိုအလိုလိုက်တယ်ကျွန်တော်သူ့ရဲ့ဆိုင်အများကြီးကိုပြည့်စုံတယ်ဒါပေမဲ့ကျွန်တော်မပြည့်စုံတာကျွန်တော်မှသားသမီးမရှိဘူးအဲ့တော့သူ့သမီး၃ယောက်ကိုမြင်တဲ့အခါမှာကျွန်တော်စိတ်ထဲမှာမကောင်းဘူးအဲ့စိတ်ထဲမှာမကောင်းဘူးဆိုတော့ကျွန်တော်လည်းတတိထားမိတယ်သူမွေးထားတာကမိန်းကလေးတွေကြီးပဲဒီခေတ်ကြီးမှာသမီးမိန်းကလေးတွေကြီးပဲမွေးထားတာဆိုတော့ဒီမိန်းကလေးတွေကိုသူတိတ်ဖြစ်အောင်ဘယ်လိုထိမ့်သိမ့်မလဲထိမ့်သိမ့်တတ်ဖို့လိုတယ်ဘယ်လို့သူဘာမှအားမကိုရအောင်မေလို့သူကသူ့သမီးတွေသူစိတ်ပူမယ်ဒါပဲတဲ့သူ့သမီးတွေကိုမထိန်းချုပ်တတ်ဘူးငင်းကြီးကသမီးအကြီးဆုံးဆိုတော့ဒါတွေကိုသိတယ်ဒီမိသားစုဒီဘဝကနေလွတ်မြောက်အောင်သူလှုပ်ချင်လာတယ်ဒါနဲ့ဘယ်လိုလုပ်မှမသိတော့စိတ်တွေလီးလာစိတ်တွေထွေးလာစိတ်ဖိစီးမှုတွေများလာသူစိတ်ညစ်လာဒီစိတ်လွတ်မြောက်ချင်လာကျွန်တော်အဲ့ဒါသိတယ်ငင်းငင်းစိတ်တွေတော့ပင်ပန်းနေပြီပင်ပန်းနေတဲ့ငင်းငင်းစိတ်ကိုကျွန်တော်ကကူလာသူစိတ်တွေထားရအောင်ကျွန်တော်ကကူးနေတာသူစိတ်တွေကိုကျွန်တော်ပြင်ပေးတာထပ်ပေါက်မားနေတဲ့လမ်းမကိုသူရှောက်မိရင်တော့ဒုက္ခပဲကိုချင်းစာတဲ့စိတ်ဖြစ်သွားတယ်ကျွန်တော်ကတားတာသူ့ကိုစောင့်ရှောက်ငင်းငင်းတို့အေးတို့ရွယ်ဆိုတာဒီအချိန်မှာစိတ်ကိုမထိန်းတတ်ရင်အချိန်မရွေးဒုက္ခဖြစ်သွားနိုင်တယ်ဆိုတာခင်ဗျားတို့အားလုံးသိပါတယ်ဒီခေတ်ကြီးမှာအင်မောကဆင်းလိုက်တာနဲ့လမ်းမပေါ်မှာအန်ဒီဆိုတာပေးဖို့ပါဇက်တွေအားပြီးစောင့်နေတယ်ကျွန်တော်လည်းငင်းငင်းပြောတယ်ကျွန်တော်နဲ့ငင်းငင်းကိစ္စဟာသူ့ရက်ွက်ထဲမှာမျက်နှာမပြရဲတော့အောင်အဆက်ကွဲနေပြီတဲ့ကျွန်တော်ကပြစ်စစ်တယ်သူမိဘတယောက်အနေနဲ့သူ့သမီးနဲ့ပတ်သက်ပြီးအဆက်ကွဲတယ်ကျွန်တော်ကြောင့်ဆိုတော့ကျွန်တော်ပြစ်လိုက်အဲ့ဒါကြောင့်ကျွန်တော်လာရှင်းတာဟာသူ့သမီးတော့ရောဒါကျွန်တော်တကယ်ရင်သမီးတွေကျွန်တော်စိတ်ထဲမှာကျွန်တော်သမီးတွေလို့ပဲကျွန်တော်စိတ်ထဲမှာထားတယ်ကျွန်တော်ရဲ့အလုပ်ကျွန်တော်ရဲ့ဂုဏ်သိက္ခာကျွန်တော်ရဲ့စိတ်အဆင့်အတန်းရဒီလိုလူမှုရေးဖောက်ပြန်မှုဆိုတာလုံးဝခွင့်မပြုဘူးကျွန်တော်အသိဉာဏ်လုံးဝခွင့်မပြုဘူးအဲ့ဒါကိုနားလည်ပေးပါတဲ့လားဒါကျွန်တော်ရဲ့မျိုးသမီးကျွန်တော်ရဲ့ဇနီးကျွန်တော်ရဲ့မယားဒီလိုစကားပြောပွဲကိုကျွန်တော်အမျိုးသမီးရောက်လာတယ်ဆိုတော့ခင်ဗျားတို့စိတ်ထဲမှာမရှင်းဖြစ်နေတယ်အားလုံးပြီးသွားပြီလို့ကျွန်တော်သဘောပေါက်တယ်ခင်ဗျာမင်းမြင်ရှင်းမလား အေးရှင်းပါပြီငယ်ငယ်မင်းငါတို့မိသားစုပေါ်မှာထားတဲ့စိတ်ကငါရမ်းနားလေသွားပါမင်းကရမ်းလေးစားဒီတော့မင်းစောတော့ပြောခဲ့ဘူးအဲ့ဒီငါမိသားစုတွေပေါ်မှာငါဖခင်ကောင်းပြောပြီးတော့ဒီဘာတော့မသိဘူး ဒီစ
စကားကိုနေပြောလိုက်တယ်ငါဝန်တာကျင်တယ်နော် စိတ်ချပါတယ် မင်းပြောတာဒီစကားသက်ဆိုင်မပြရတဲ့ဘူးလို့ယူလို့လာပြောတယ်ငါတကယ်ယုံကြည်စိတ်ချလိုက်တယ်ဒါကတော့တက်သွားတယ်နော် လုံးဝကတိ ချက်မင်းရောရှင်းလား ရှင်းပါဘူးတော့ကျွန်မပဲဘုံစစ်ချရတယ်ဆောင်းဆောင်းအောင်ကျွန်တော်ပြော မင်းယုံကြည်ဖို့အရေးကြီးတယ်ကြပြတော့ဒီလိုနုငင်းငင်းအေးအေးငဲငဲဦးလေးသွားမယ်ဒီရက်ွက်ကလူရှိလူကောင်းများအားလုံးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ခွင့်ပြုပါအောင်ခင်ဗျ